န်တီနာမည်ကတော့တန်တန်တူတက်က59ပြီး60တဲ့ရောက်တသားကိုလည်းကြောက်တော့တယ်တခါမှဟိုပြီးကျွတ်ပြိုတော့မှလာမသိဘူးအိမ်ရက်တားလုံနေပြီပေါ့နော်သားသမီးတဲ့ဒီပေါ်မှာထိုင်းနေကြတာကိုကလည်းဒီနောက်မှာကုံလေးနဲ့ထိုင်းနေတာထိုင်းနေချိန်မှာကိုမတဲနိုင်တော့ဘူးကိုလည်းမသွားနိုင်တော့ကြတာအမေလာဆိုပြီးတော့မြည်ရဲ့တစ်ဖက်ပေါ့ဝါတစ်ဖက်ခါနေဆွဲပြီးမိကိုထုတ်သွားကြတာငရင်လှုပ်ပြီးတဲ့ချိန်မှာသားရဲ့မိတို့ရက်ကွက်မှာရေတွေလည်းပြတ်တောက်သွားပါတယ်မီးလည်းပြတ်တောက်သွားတဲ့အတွက်ရေမရတဲ့အတွက်မိတို့မှာတီးတကူမှာသွားပြီးတော့ရေတန့်ပြီးတော့သွားပြီးတော့ယူရတယ်အဲ့ရနေမှာရေတန့်ရမှာအဲ့ရနေတော့တောက်ပြီးတော့ချက်ပစ်စားတောက်ရတယ်ရေတော်ပြတ်လက်သွားတယ်မီးတွေကလည်းရက်ပေါင်း20လောက်ကိုတသားရဲ့ပြတ်သွားတယ်ပေါ့နော်အဲ့ကြတော့ရေဒုက္ခရောက်ကြပါတယ်တက်ကြကွက်လုံးတော်လို့ရှေ့ရဲ့4လပိုင်းမှာအမေတို့မိသားစုအုပ်ချုပ်ရေးမှုကနေပြီးတော့အလှရှင်တွေလာတဲ့အတွက်ရေတန်းဆက်ကိုတအိမ်တိုင်းကိုတစ်လုံးစီရရှိခဲ့ပါတယ်သားတန်းဆက်ကလေးရပြီးတဲ့နောက်ပိုင်းမှာအမေတို့ရေတန်းဆက်ကရတဲ့ရေလေးနဲ့ချက်ပြုတ်စားတောက်တဲ့နေရာမှာလည်းအဆင်ပြေပါတယ်သားရဲ့ငရင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာငရင်သေးလေးတွေသားရဲ့လှုပ်တယ်ညဆိုအမေတို့မှာကောင်းခေါင်းချပြီးတော့မအိပ်ရဲဘူးအဲ့ရလှက်ပြက်နှုတ်လိုက်တာလှုပ်လိုက်လို့များအမေတို့ဒီအိမ်ကြီးပြုတ်အမေတို့မိသားစုများပြီးတော့တည်ဆုံးသွားမလားဆိုအတွေးမျိုးနဲ့နိချိုက်အိမ်မပြောတဲ့အားတွေများပါတယ်သားရဲ့နော်တောက်သုံးတဲ့တန်ရှင်းတဲ့ရေကိုတောက်သုံးရတဲ့အတွက်ဘလောက်ရေးပါလဲဆိုရင်မိတို့မိသားစုမှာကျမကြီးနဲ့လည်းညီညွတ်လာတယ်တားလီသမီးတွေလည်းဝင်ရောဂါဆိုတာမဖြစ်တော့ပါဘူးမိတို့အတွက်တန်ရှင်းတဲ့ရေကိုတောက်သုံးရတဲ့အတွက်တန်ရှင်းတဲ့ရေကအဓိကကျတယ်လို့အမိထင်ပါတယ်